legend အဆင့်ဝင်သွားတယ် Bruno Fernandes Man U ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ United Icon ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင် Man U အသင်းရဲ့နှလုံးသီးပုတ်ကြီး Bruno Fernandes နဲ့ပတ်သက်ပြီးဂုဏ်ယူစရာသတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အသင်းရဲ့အခက်ခဲဆုံးအချိန်တွေမှာတစိုက်မမစွမ်းဆောင်ပေးခဲ့တဲ့ Bruno တယောက် Man U ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားစုကိုထိုက်တန်စုခူးသွားခဲ့တဲ့အကြောင်းနဲ့သူ့ရဲ့မယုံနိုင်စရာစွမ်းဆောင်ရည်တွေကိုဒီဗီဒီယိုမှာအပြည့်အစုံပြောပြပေးသွားမှာမို့အဆုံးထိအတူတူဂုဏ်ပြုလိုက်ရအောင်ဗျာ ဟုတ်ပါတယ် Bruno Fernandes ဟာပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုအရကလပ်အသင်းရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး Samad Busby Player of the Year ဆုကိုထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်ဒီရာသီမှာ Ruben Amorim လက်ထက်ကနေအခု Michael Carrick လက်ထက်အထိအသင်းရဲ့ကစားကွက်အပြောင်းလဲတွေကြားထဲမှာ Bruno ဟာအသင်းအတွက်အရေးပါဆုံးအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်သူဟာဒီရာသီမှာကွင်းလေလူတစ်ယောက်ဖြစ်ပေမဲ့ဂိုးဖန်တီးမှုနဲ့သွင်းကိုအများပြားကိုရှာဖွေပေးခဲ့တယ်လို့အဓိကအခွင့်အရေးဖန်တီးပေးနိုင်မှု Key Passes အပိုင်းမှာလည်း Premier League ရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်ဒါပေမဲ့ Bruno ကိုပရိသတ်တွေအချစ်ဆုံးဖြစ်စေတဲ့အချက်ကဂိမ်းကနန်း stats တွေကြောင့်တည်းမဟုတ်ပါဘူးသူ့ရဲ့အရှုံးမပေးခြင်းနဲ့စိတ်ဓာတ်နဲ့ကွင်းထဲကခေါင်းဆောင်မှုကြောင့်ဖြစ်ပါတယ်ဒဏ်ရာတွေဘလောက်ရရအသင်းကဘလောက်ပဲရုန်းကန်ရရBruno ဟာကွင်းထဲမှာမိနစ်60ပြည့်တဲ့အထိသွေးယူသွေးတန်းပြေးလွှားပြီးအသင်းအတွက်ပေးဆက်လိရှိပါတယ်။အသင်းဖော်ရီစိတ်သက်ကြနေချိန်မှာပခုံးထန်းတင်ခေါ်လေးရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပီတာမှုကိုဒီရာသီမှာကျွန်တော်တို့အထင်ရှားမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေကသူ့ကိုအကောင်းဆုံးဆုအတွက်တဏီတညွတ်တွေရွေးချယ်ခဲ့ကြတာပါ။ဒါနဲ့ပတ်သက်ပြီးနီးပြ Michael Carrick ကလည်း Bruno ဟာ Man U အသင်းရဲ့စံပြကစားသမားဖြစ်ပါတယ်။သူ့ရဲ့အည်အသွေးနဲ့အသင်းအပေါ်သစ္စာရှိမှုကအဝတ်လေးခန်းတွေကလူငယ်တွေအတွက်အတူယူစရာပါပဲဆိုပြီးအမွှမ်းတင်ချီးကျူးသွားခဲ့ပါတယ်။လာမယ့်ရာသီ Champions League စီမင်းထက်မှာ Man U အသင်းပလန်ကြီးဆွေးနိုင်ဖို့အတွက် Bruno ရဲ့ဦးဆောင်မှုကအတိကတော့ချက်ဖြစ်လာမှသိကြပါပဲ။ကဲ Man U ပရိသတ်ကြီးရေ Bruno Fernandes တယောက်အကောင်းဆုံးဆုရသွားတာနဲ့ပတ်သက်ပြီးတင်းတော့ဘလောက်အထိဂုဏ်ယူမိလဲ။ကမ္ဘာအဆင့်ကွင်းလေလူ Bruno အတွက်ဂုဏ်ပြုစကားလေးတွေကိုကုန်းမမှာရေးပေးခဲ့ကြပါဦး။မနှက်ဖြန်ပွေးစဉ်သတင်းတွေကိုလည်းအရှိန်မပြတ်တင်ပြီးသွားမှာမို့ကျွန်တော်ရဲ့ channel ကို like, follow နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်